ဒီလူကတော့သူကိုယ်တိုင်လှုပ်ထားတဲ့တိတ်နဲ့ကော်ရဲ့ကြန့်ခိုင်မှုကိုတက်တည်ပြဖို့တကယ်ကိုအရေးဆုံးလွန်သူပါသူဟာတိတ်ကလွဲလို့တခြားဘာမှမသုံးပဲလှီတစင်းကိုရဲရဲဝုန်းဝုန်းတိဆောက်ခဲ့ပြီးငါးမန်းနေကျက်စားတဲ့ရေပြင်ထဲကိုချက်ချင်းပဲမောင်းနှင်ထွက်ခဲ့ပါတယ်ဒါပေမဲ့သူကတော့ဒီမြနဲ့တင်ရမနေပဲပိုပြီးအစွန်းရောက်တဲ့စမ်းသပ်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်သူဟာနှစ်ချမ်းကွဲနေတဲ့လှီတစင်းကိုတိတ်နဲ့တင်ပြန်ကပ်ပြီးအမြန်နှုံးပြိုင်ပွဲမှာတော့အသုံးပြုခဲ့ပါသေးတယ်ပိုပြီးယူသွက်ဖို့ကောင်းတာကသူဟာကြစ်ချန်ခတ်တဲ့တန်စကားကိုလှီကိုထဲအဖြစ်သုံးခဲ့ပြီးအလွန်ခိုင်ခန့်တဲ့တိုက်တန်အရည်နဲ့တုံလင်းခဲ့တာပါအဲ့ဒီအရည်ခြောက်သွားတဲ့အခါမှာတော့မုန်တိုင်းတန်ခံနိုင်ပြီးရေမဝင်တဲ့အမြန်နှုံးမြင့်လှီတစင်းအဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ဆုံးစတန်ကတော့ပိုပြီးမယုံနိုင်စရာကောင်းပါတယ်သူဟာတည်င်းစာစက်ကူတွေကိုလှီကိုထဲအဖြစ်သုံးပြီးသူ့ရဲ့အသစ်ဆက်ကောနဲ့အထက်ထပ်တုံလင်းခဲ့တာပါလိုင်းတပိုးတွေအဆက်မပြတ်ရိုက်ခတ်နေတာတောင်လှီအတွေးမိုင်းကလုံးဝခြောက်သွင်းနေခဲ့ပါတယ်ဒီစမ်းသပ်မှုကြောင့်ပဲဒေရင်ရဲ့ကိုယ်တိုင်လုတ်ကောဟာအကြီးအကျယ်လူကြိုက်များသွားခဲ့ပြီး၎င်းရဲ့ကြန့်ခိုင်မှုဟာတန်ချက်ကာရီလိုပဲအလုံးမကျိုးပြီးတောင်တင်းခိုင်မာကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်